အားလုံးမင်္ဂလာပါကျွန်တော်ရဲ့တူဒီကိုယ်စား channel နဲ့ကြိုဆိုပါရစေအဲ့တော့ဒီနေ့ထွက်ထားတဲ့ကဏ္ဍကမနက်2:06ညနေ3:04ဟုတ်ပြီနော်ဒီနေ့ကျွန်တော်ပြောခဲ့တယ်2468ကိုတတိယဦးစားပေးသူကအရင်ထွက်သွားနော်ဒီကောင်ထွက်သွားရင်ဒီအခွေနှစ်ခုကြံမယ်3ရက်တွင်နှစ်ခုပတ်ပြီးနှစ်ထွက်သွားရင်နော်ဒီ 3D မျိုးပဲကြံမယ်ဒီအခွေနှစ်ခုမိတ်ဆွေတို့အားလေးတစ်ချက်မှတ်ထားပြီနော်ကဲတော့ကျွန်တော်ကြိုရေးထားတယ်ဒီမှာလဲ10ပြည့်ဖြစ်ရင်အဲ့လိုလဲ10ပြည့်ဖြစ်ရင်9:3 break နော်9:3 break လာမယ်9:3 ချိန်သုံး9:3ပိုင်းလာလိမ့်မယ်ဟုတ်ပြီနော်ကဲ9:3ပိုင်းဖြတ်တယ်ဗျ9:3ချိန်နော်ပြီးရင်အဲ့ဒီ3ထိပ်စီထွက်ထားရင်9:3 break ပို့တူမကြော်ဘူးလာလိမ့်မယ်နော်ပို့တူမကြော်ဘူးလာလိမ့်မယ်ပြီးရင်ဒီမှာ3ထိပ်စီထွက်ထားခြင်းနော်ခွန်ပတ်သီးတရားရကနှုံးလာပတ်သီးသမားတွေအတွက်နော်ပြီးရင်အဲ့ဒီက4ပိတ်ထွက်ထားခြင်းကြောင့်ကနှစ်ပတ်သီးတရားရကနှုံးအဲ့ဒီပတ်သီးနှစ်ခုကရန်အကောင်တရားရကနှုံးလာမယ်ဟုတ်ပြီနော်ပြီးရင်တနင်္လာနေ့မနေ့မှာနှစ်ထိပ်စီထွက်ထားတယ်အဲ့ဒါကြောင့်အဲ့နှစ်ထိပ်စီထွက်ထားခြင်းကြောင့်ဘုဒ္ဓဟူးကြာသာပရိလောက်မှာ9ခုပတ်သီးလာကြာရကနော်ဒီ9နဲ့ခုပတ်သီးက9ပဲလိုက်ခွန်ပဲလိုက်နှလုံးလုံးဆင်းလိုက်မယ်မိတ်ဆွေတို့မှာငွေရှိတဲ့ငွေကိုစားဖို့တောက်ဖို့ခြံပြီးကိုကြိုက်တော့မိုက်တော့လိုက်လို့ရတယ်ကျွန်တော်တခါမှကျွန်တော်အဲ့လိုမပြောဘူးနော်9ခုပတ်သီး9ပတ်သီးရောခွန်ပတ်သီးရောနှလုံးလုံးဆင်းမယ်စိတ်တော့ရှိရမယ်လိုက်နိုင်တဲ့ငွေအရင်ရှိရမယ်စားရှိသလောက်လိုက်မိတ်ဆွေတို့စားပြင်းသလောက်လိုက်အဲ9ပတ်သီးရောခွန်ပတ်သီးရောငွေတက်တဲ့နှလုံးလုံးလိုက်တစ်လုံးနဲ့တက်တဲ့ကြိုက်တဲ့တစ်လုံးကိုကိုယ့်အောင်ရွေးပြီးလိုက်ဒါကိုလိုက်မယ်ကျွန်တော်ကြိုက်ဆုံးကနှစ်ခုလုံးပါပဲကျွန်တော်ကြိုက်တာတော့နော်ကဲအဲ့တော့ပတ်သီးသမားတွေအတွက်ဆိုရင်နှစ်ပတ်သီးရဲ့9ပတ်သီးရဲ့ခွန်ပတ်သီးရဲ့လုံးဝတရားရကနှုံးလာမယ် break က9:3 break ဟုတ်ပြီနော်ကဲအဲ့တော့အင်္ဂါနေ့အတွက်ကျွန်တော်ပြောမယ်အင်္ဂါနေ့အတွက်ကျွန်တော်ရဲ့နေကုန်လုံးမယ်ဆိုရင်၄တလုံးရှိမယ်နော်နေကုန်ပတ်သီးက6ပတ်သီးရှိမယ်ဟုတ်ပြီနော်ကီးခွေဆိုရင်983ကီးခွေဒီကီးခွေနဲ့နေကုန်ပတ်သီးနဲ့တွဲပြီးတို့9နဲ့ဆိုရင်9ခွန်9နဲ့98 93 6နဲ့ဆိုရင်6ခွန်6နဲ့68 63ဟုတ်ပြီနော်ဒါနေကုန်ထိုးပဲမနေ့ကတော့နေကုန် break ဆိုရင်3 break 5 break 6 break 9 break ဟုတ်ပြီနော်အဲ့တော့လက်ဖက်နေကုန်ထွက်ကနေနည်း6ညနေ3လို့နော်အခုမကြုံ9:3 break ကျွန်တော်ပေးထားတယ်နှစ်ပတ်စီပေးထားတယ်ဟုတ်ပြီနော်အဲ့တော့လက်ဖက်တော့ကျွန်တော်ပထမမင်းရောဆိုရင်959ခွန်93နော်959ခွန်93ပါဒူမင်းရောဆိုရင်65 6ခွန်63ပါဟုတ်ပြီနော်အဲ့တော့မနေ့ကတော့ကျွန်တော်နေကုန်နှစ်ကွက်ကောင်းဆိုရင်49နဲ့46ပါဗျနော်49နဲ့46ပါနေကုန်တစ်ကွက်ကောင်းဆိုရင်58ပါအဲ့တော့အင်္ဂါဗုဒ္ဓနေ့ရက်တော့မှာ9:3ပတ်သီးသတိထားပါဗျဟုတ်ပြီနော်ဒါတော့အင်္ဂါနေ့တော့ပေါ့နော်အဲ့တော့မိတ်ဆွေတို့အင်္ဂါနေ့မှာလည်းအောင်မြင်ကြပါစေဒီနေ့လာနေ့ကတော့ကျွန်တော်ဒီပေးထားတဲ့မူလေးပေါ့နော်ဒီအခွေလေးရဲ့ဒီ2468ခွေရဲ့ဒီ26ဆိုပြီးထွက်ပါတယ်အဲ့တော့ကျန်တဲ့ဒီအခွေလေးကိုမိတ်ဆွေတို့သတိထားပါဗျအားလုံးကျေးဇူးပါနော်